လဲဆိုတော့စုပေါင်းပြီးတော့ခံမှာပေါ့နော်Pennsylvania နဲ့2016အကုန်လုံးကနေပြီးတော့ဒီ2026စလာတဲ့ဒီဒီဥပိုင်းမှာ solution စစ်စစ်ပါကိုမြင့်ကျော်ပေါ့အဲ့တော့မှပထမဆုံးကြည့်လို့ခံပါတော့လည်းဆိုတော့ကိုကတက်တဲ့ခံရတယ် personally ပဲဖုန်းဒီပေါ်မှာ process တဲ့ခါကျုံပြောပါတော့ဒီခါပြီးပြောဖို့တိုက်ပြီးတော့တက်တာပေါ့နော်ဒါပေမဲ့ဘယ်လိုဖြစ်လာလဲဆိုတော့ကျန်းစာဝင်ဖတ်တဲ့အခါမှာ116ပုံမှန်ပေါ်စားလာကြပါတယ်အဲ့မှာအခန်းကြီးတက်ကနေ16တိရှိတယ်ပေါ့နော်ဆိုတော့16တိရှိတယ်အခန်းငယ်ရှစ်မှာတော့ဗာပြောလဲဆိုတော့ကိုရောဒီငါတက်ကိုတေးချင်းလက်မှာငါမျက်စိကိုရိတ်ကြကြမှာလားငိုင်းချီထိမိရဲချင်းမှာလားကဲတော့ဒီဖျားခဲ့အရာကောင်းရတဲ့ကျမဒီ2018မှာဆိုလို့ရှိရင်ညလုံးခွဲရတယ်ပေါ့နော်ညလုံးကအောက်ကထူးရင်တော့ဆိုလို့ရှိရင်ဒါမဲ့ကျေးဇူးတော်ကြောင့်ရှင်းရှင်းလင်းလင်းဝင်ရတယ်2027မှာဆိုရင်ဒီကိုဗစ်ဖြစ်တယ်ဒါမဲ့ပြန်ကောင်းလာတယ်အသက်ကိုဖျားပေးတယ်နော်သိချင်းပြန်ဖျားရွေးနှုတ်ပေါ့နော်နောက်အနီမီးယားဖြစ်တဲ့အခါကျတော့သွေးရနေရောကအဲ့လည်းကျေးဇူးကြောင့်ပြန်ကောင်းလာတယ်နောက်ပြီးတော့အဲ့မှာပေါ့နော် fibroid ဖြစ်တယ်ပေါ့နော်အဲ့ဒီလုံးမှာလည်းဒီ surgery လုပ်တဲ့ခါမှာပြန်ကောင်းလာတယ်ပေါ့နော်ကျေးဇူးကြောင့်ဆိုတော့ဒီကောင်းတဲ့အကြောင်းအရာတွေကို public မှာကျွန်မပြောဖို့text မပေးဘူးပေါ့နော်မပြောရဲဘူးပေါ့ကိုကလည်းအဲ့လိုပဲအေးစစ်စစ်နေချင်တယ်ပေါ့နော်မထွက်ရဲဘူးရှိလူတွေကိုကြည့်နေရတယ်ရှက်တယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ဒါပေမဲ့အဲ့ဒီအခန်းထဲစမ်းနေရပါတဲ့အခါကျတော့ဘာပြောလဲဆိုတော့ငါမှထားရပြပြအောင်ပေါ့အလုံးစုံလို့ဘယ်လိုကျေးဇူးဆက်မိလဲဆိုတော့ကျေးဇူးဆက်ဘယ်လိုဆက်မှာလဲငါဒီလိုကောင်းရတဲ့ဟာတမျိုးပြုတ်ပြီးတာဘယ်လိုဆက်မှာလဲဆိုတော့ကျတော့သူအဖြေလေးပေးလိုက်ရင်ငါတက်တာတော့ကဲတဲ့ဖတ်လာကြဆိုရင်ထားပြနိုင်မှာတော့ပထမပြုတ်ပြီးအဲ့ဒါတော့အားလုံးလည်းချက်ပါနော်ထားရတာပြပါမယ်နောက်တစ်ချက်ကျတော့ဗာလဲဆိုတော့ထားပြသစ္စာတွေကိုထားသည့်အတိုင်းလူများရှင်းနိုင်သစ္စာကိုဖြစ်အဲ့ဒီချက်မှာတော့တကယ်ထိသွားပြီပေါ့နော်ဘာလို့လဲဆိုတော့ဒါကိုရှာဘယ်လိုလဲဒါတလုံးကြားရှာနေတဲ့အချက်တွေပေါ့ဒါပေမဲ့ဖျားခင်ကိုဆိုကိုပေါ်မှာဒီလောက်နဲ့ပေါင်းများဆိုတာကောင်းမြတ်ခဲ့တာကိုကဘာလို့ထောက်မပြောနိုင်တာလဲဆိုရဲဟာကညာတိုင်းဖျားခင်နှိုးဆော်လာတာထပ်ပြောဖို့ချိန်နေဖြစ်လာတယ်ဝန်ခံလာတာနော်ဖျားခင်ဘာလို့လဲဆိုတော့ကြားတိုင်းမှာပြောထားတာကသင်တို့ဒီငါရဲ့တက်ရှိတက်တည်နေတာဖြစ်တယ်။မြေကြီးစွန်းနဲ့ကျမတို့ကအသက်ရှိတဲ့ဖျားခင်ကိုယုံကြည်တဲ့တက်တည်တွေဖြစ်တဲ့အတွက်ကြောင့်မို့ကျေးဇူးတော်ချီးမွမ်းတယ်2026တိုင်အောင်ဖျားခင်ပို့ဆောင်တယ်ကျမတို့ကိုမိသားစုကျန်းကျန်းမာမာနဲ့နေထိုင်ခွင့်ရတယ်ပေါ့သူကျေးဇူးတင်ကြောင်းဝန်ခံရတဲ့အားလုံးကိုဝိညာဉ်ကျမတို့မျိုးမပြောရတဲ့လူရှိရင်လည်းပြောလို့ရတာဘာလို့လဲဆိုတော့ဒါဖျားခင်ကျေးဇူးဆက်တဲ့အချက်တည်းဒုတိယအချက်ဖြစ်ပါတယ်